သာသနာတော်နှစ်2559ခုနှစ်ကောဇာတက္ကရာ1385ခုနှစ်တဇာမိုးလာဆန်း9ရက်2013ခုနှစ်နိုဝင်ဘာလ9ရက်မန္တလေးတိုင်းဒေသကြီးချမ်းအေးသာဆန်မြို့နယ်ဒေဝအနောက်ရပ်ကွက်သင်္ကစားကျောင်းတိုက်အတွင်တည်ထားကိုယ်ွယ်အသည့်ရွှေသိမ်းတော်မြတ်စွာဘုရားအကျိန်90မြောက်ဗုဒ္ဓပူဇနီယပွဲတော်နှင့်တန်ခါဒါနဆွမ်းလောင်းလူဒန်းပူဇော်ပွဲနှင့်ဆက်လျက်ဆင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနားဝယ်မန္တလေးမြို့ဦးဝဲအားဦးဝိုင်းအားရည်ဆွေတော်ခင်ကြီးသမီးမခင်မတင်မခင်မဦးမိသားစုတို့၏အဝတ္တဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်တော်အိမ်မောကြသူနှင့်နိုးကြသူအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်တော်ဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတ္တတတ္တယောနာထောဝိနိယညာစွာတတ္တဝါဤချမ်းသာစီပွားလူလာတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်အသင်္ချာတို့ဖြင့်တော်လဲအဘေမေယံရည်အတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလနေအသင်္ချေသိနေကဘာရှိကြသောကာလပတ်တော်လောကဣတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလွန်ခဲရင်တော်မူရောကိုကရောတော်ဘုရားဖြစ်ရန်ရည်တန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်ဖြစ်ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍချိန်ခါများစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏိကတတတ္တဝါများယင်ဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုဏ်ပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းအိမ်မောကြသူနှင့်နိုးကြသူလူလောကမှာရှိတဲ့တာမန်အနေထားအရလူတွေရဲ့တဘာဝကိုဆင်ခြင်စဉ်းစားပြီးတော့ကြည့်ကြတယ်လောကမှာအိမ်မောကြနေတဲ့ပုဂ္ဂိုလ်အိမ်မောကြနေတဲ့ပုဂ္ဂိုလ်ဟာဘာကိုမှမသိဘူးမသိရုံနဲ့မဟုတ်ဘူးအဲ့ဒီအချိန်မှာသူ့အတွက်စီပါဥစ္စာလည်းရမှာမဟုတ်ဒီပညာလည်းရမှာမဟုတ်ဘူးအိစ္ဆနားလေခြင်းဖြင့်အချိန်လေးဟာကုန်ဆုံးပြီးတော့သွားဒါကပဂတိအိမ်မောကြနေတဲ့ပုဂ္ဂိုလ်တယောက်ကိုစဉ်းစားကြည့်ပါအိမ်မောကြနေတဲ့ပုဂ္ဂိုလ်ဟာဘာမှမသိသည့်အတွက်ကြောင့်သူ့အတွက်အဓိကပညာတိုးတက်မှုဆိုတာဘာမှမရှိဘူး
ဘာမှမရှိပဲနဲ့အချိန်တွေအလားတကုံဆုံးပြီးတော့သွားတယ်ထိုကဲ့သို့အချိန်တွေအလားတကုံဆုံးနေပေမဲ့လို့ယုံ nant တို့ရဲ့သဘာဝအလျောက်အိမ်မောကြနေတဲ့ပုဂ္ဂိုလ်ရဲ့ရုပ်ခန္ဓာကတော့တဖြည်းဖြည်းအိုမင်းလာမှာပဲနန္တရားတွေကလည်းတဖြည်းဖြည်းဖြစ်ပြီးတော့ပြက်ပြီးတော့သွားနေမှာပဲရပ်နေတာမဟုတ်ဘူးအလုံးဟာမြစ်ထဲကရေတွေစီးဆင်းနေတယ်လို့အိမ်မောကြနေတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာလည်းပဲရုပ်တရားနန္တရားတွေဟာတဖြည်းဖြည်းစီးဆင်းပြီးတော့နေတာပေါ့လူတွေဟာငယ်ရွယ်တဲ့အချိန်ကစလူဘဝရောက်လာတဲ့အချိန်ကစပြီးတော့တဖြည်းဖြည်းအိုမင်းတဲ့ဘက်ကိုရောက်လာကြအိုမင်းနဲ့ရင့်ရော်တယ်ဆိုတာရစ်ကျက်လာတဲ့သဘောကိုပြောတာအမတန်ငယ်တဲ့ကလေးငယ်လေးဘဝကနေတဖြည်းဖြည်းရင့်လာနောက်ဆုံးမှရင့်ကျက်မှုဟာအမတန်များလာပြီဆိုလို့ရှိရင်အိုမင်းခြင်းခါကုံခြင်းသွားကြိုးခြင်းနားထိုင်ခြင်းမျက်စိမုံခြင်းဆိုတဲ့အဆင့်တဖြည်းဖြည်းရောက်တယ်တည်းတည်းဖြစ်လာတာမဟုတ်ဘူးတဖြည်းဖြည်းနဲ့ဖြစ်လာတာဖြစ်တယ်နော်လူရဲ့သဘာဝကိုဆင်ခြင်စဉ်းစားကြည့်အိမ်မောကြပြီးတော့အချိန်ကိုကြော်ဖြတ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာအသိဉာဏ်မှမရပဲနဲ့ရင့်ရော်ခြင်းဆိုတာကတော့ယထာလို့မရဘူးသူ့မှာအမြဲတမ်းရင့်ရော်နေမှာပဲရင့်ရော်တဲ့ဘက်ကိုသူ့တဏ္ဍာမှာရှိတဲ့ယုတ်တရားတွေနံတရားတွေဟာသွားနေစင်စက်မပြတ်သွားပြီးတော့နေတယ်ဒါကြောင့်မို့လို့အိမ်မောကြနေတဲ့ပုဂ္ဂိုလ်အဖို့မှာရတဲ့ရတတ်တဲ့အသိပညာတွေဟာဆုံးရှုံးနေနာနေတယ်လို့ဒီလိုဆိုရမှာပဲဒါကပဂတိအိမ်မောကြနေတဲ့ပုဂ္ဂိုလ်ကြည့်နိုးကြနေတဲ့ပုဂ္ဂိုလ်နိုးကြတယ်ဆိုတာတတိရှိနေတယ်တစုံတစ်ခုကိုလုံနေတယ်ပညာစီးပူးနေတယ်စာရိဖတ်ရှုနေတယ်လို့တဲ့လှုပ်ထိုက်တဲ့အလုပ်တွေလုပ်နေတဲ့ပုဂ္ဂိုလ်ဟာနိုးကြတက်ကြွနေတဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်အဲ့ဒီပုဂ္ဂိုလ်အနေနဲ့စဉ်းစားပြီးတော့ကြည့်လိုက်မယ်ဆိုရင်နိုးကြနဲ့လုပ်ငန်းလုပ်နေတဲ့ပုဂ္ဂိုလ်ဟာအချိန်မရွေးသူ့မှာအသိပညာတွေဘက်ကလည်းတိုးတက်လာတယ်စီးပွားဥစ္စာတွေကလည်းတိုးတက်လာတယ်သိတဲ့သိလိုက်တဲ့အချက်လက်တွေလည်းသူ့မှာပို့ပြီးတော့သိလာတယ်ရတဲ့ရိုက်တဲ့ဓာတ်တွေလည်းသူ့မှာရရှိပြီးတော့လာတယ်ပေါ့နိုးကြနေတဲ့ပုဂ္ဂိုလ်ဟာပတ်ဝန်းကျင်အခြေအနေတွေကိုလည်းသိတယ်မိမိရဲ့အခြေအနေကိုလည်းသိတယ်အဲ့ဒီနိုးကြနေတဲ့အချိန်မှလည်းပဲထိုပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရှိတဲ့ယုတ်တရားတွေဟာလည်းတဖြည်းဖြည်းရွေးရှားပြီးတော့နေနန္တရားတွေကလည်းဖြစ်ပျက်အစဉ်နဲ့ရွေးရှားပြီးတော့နေတယ်သူလည်းပဲအချိန်ကုန်လို့ရှိရင်တော့အိုမင်းရင့်ရော်ခြင်းဆိုတာကတော့ယန္နာထားတာမဟုတ်ဘူးတဲ့အဲ့တော့ဒီပုဂ္ဂိုလ်နှစ်ဦးကိုနှိုင်းရှင်ကြည့်အိမ်မောချနေတဲ့ပုဂ္ဂိုလ်ကလည်းအိုမင်းရင့်ရော်မှာပဲနိုးကြတက်ကြွနေတဲ့ပုဂ္ဂိုလ်ကလည်းအိုမင်းရင့်ရော်မှာပဲသို့တော့အိုမင်းရင့်ရော်သွားခြင်းတူပေမဲ့လို့အိမ်မောချနေတဲ့ပုဂ္ဂိုလ်ကတော့ဘာအသိပညာမှမရလိုက်ဘူးနိုးကြတက်ကြွနေတဲ့ပုဂ္ဂိုလ်ကတော့အချိန်နဲ့အမျှတပြေးညီအသိပညာတွေဟာသူ့မှာတိုးတက်လာဘုန်းကြီးတို့တွေဘယ်ပုဂ္ဂိုလ်မျိုးဖြစ်အောင်လုပ်ရမလဲဆိုတာစဉ်းစားကြရမှာပေါ့မြတ်စွာဘုရားကဟောထားတယ်မေ့လျော့သူနဲ့မမေ့လျော့သူဆိုတာလေကုသိုလ်ကောင်းမှုလုပ်ဖို့မေ့ပြီးတော့လောကမှာအာယုန်တွေပေါ်လိုက်စားပြီးမြင်တဲ့အာယုန်ပေါ်မှာစိတ်ပျော်အောင်နေတယ်ကြားတဲ့အတန်နဲ့စိတ်ပျော်အောင်နေတယ်နမ်းရှူရတဲ့အနတ်လဲရတဲ့အရာသာထိတွေ့ရတဲ့ခန္ဓာကိုယ်ရဲ့အရာသာထိတွေ့ရတဲ့အထီးအတွေ့တွေပေါ်မှာမမောပြီးနှစ်ချိုက်ပြီးပျော်ရွှင်နေတဲ့ပုဂ္ဂိုလ်မျိုး
မိမိအတွက်အကျိုးရှိတဲ့အလုပ်တွေကိုလုပ်ဖို့ရမေ့လျော့နေတဲ့ပုဂ္ဂိုလ်ကာမဂုဏ်အာယုန်တွေနဲ့ပဲပျော်မြူးနေတဲ့ပုဂ္ဂိုလ်မျိုးကိုမေ့လျော့သူလို့ဒီလိုခေါ်တယ်အဲ့ဒီမေ့လျော့သူကိုမြတ်စွာဘုရားကဘာနဲ့နှိုင်းရှင်ထားတယ်လဲလို့ဆိုမေ့နေတဲ့လူနဲ့သေဆုံးတဲ့လူဟာတူတူပဲသေနေတဲ့ပုဂ္ဂိုလ်သေသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာတစ်ခုမှသူ့မှာအသိပညာတွေတိုးတက်လာမှာမဟုတ်ဘူးကုသိုလ်ကောင်းမှုတွေလည်းသူ့တဏ္ဍာမှာဖြစ်လာမှာမဟုတ်ဘူးထို့တူပဲမေ့လျော့နေတဲ့ပုဂ္ဂိုလ်ဖို့မှာကုသိုလ်လည်းမဖြစ်ဘူးအသိပညာလည်းမဖြစ်ဘူးမဖြစ်တာချင်းတူတူပဲလို့ဒီလိုဆိုလို့ဒါကြောင့်မို့မြတ်စွာဘုရားကမေ့လျော့နေတဲ့ပုဂ္ဂိုလ်ဟာသေနေတဲ့ပုဂ္ဂိုလ်နဲ့တူတာပဲလို့ပြောတာဒါဖြင့်မမေ့မလျော့ကောင်းကောင်းအာယုန်တွေနောက်မလိုက်ဖဲနဲ့တရားဓမ္မသိရှိနားလည်အောင်လေ့လာလိုက်စားနေတဲ့ပုဂ္ဂိုလ်မိမိပတ်ဝန်းကျင်ကောင်းမှုစသည်မလုပ်ဖဲနေမယ်ဆိုလို့ရှိရင်လေအဲ့ဒီရှုတော်ကကြည့်ရင်အိမ်မောကြနေတယ်လို့ခေါ်နိုင်သေးတယ်တရားဓမ္မလိုက်စားမှုမရှိဘူးတနေ့တနေ့စီဝါဥစ္စာရှာခြင်းဖြင့်သာအချိန်ကုန်တယ်နော်စီဝါဥစ္စာရှာပြီးတော့ကုသိုလ်ကောင်းမှုရဖို့အတွက်လုံးဝမစင်စားဘူးအသိပညာတွေရရှိဖို့အတွက်လုံးဝမစင်စားဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာတစ်ဖက်ကကြည့်ရင်ဓမ္မပညာနဲ့ပတ်သက်ပြီးအိမ်မောကြနေတဲ့ပုဂ္ဂိုလ်လို့ပဲဒီလိုပြောရပြန်နေပေါ့အစင်းစင်းနှိုင်းရှင်ပြီးတော့ပြောတဲ့သဘောမျိုးပဲအဲ့တော့ဘုန်းကြီးတို့တွေဟာအဆင့်မြင့်တဲ့နိုးကြတက်ကြွသူဖြစ်ဖို့ရာအတွက်ကအမြဲတမ်းလောကစီးပွားရှာတဲ့ထဲသာအချိန်ကိုနှစ်မြုပ်မထားပဲနဲ့တရားဓမ္မကိုနာယူခြင်းတရားစာပေများကိုဖတ်ရှုခြင်းမိမိရဲ့တဏ္ဍာမှာဓမ္မပညာများကိုစီးပူအားထုတ်ခြင်းကိုယ်ချင်းတရားကောင်းအောင်ကြိုးစားခြင်းစိတ်ကောင်းနှလုံးကောင်းရှိအောင်မိမိကိုပြင်ဆင်ပေးခြင်းဆိုတာမျိုးတွေလုပ်ကြရမှာဖြစ်တယ်ပေါ့လောကလူတွေဟာစိတ်နှလုံးကောင်းမှုအရေးကြီးတယ်စိတ်နေသဘောထားမှန်ကန်မှုအရေးကြီးတယ်ဒါဖြင့်ကောင်းမြတ်တဲ့စိတ်နေသဘောထားဆိုတာဘာပြောတာတော့ကိုဟာလောကမှာတယောက်တည်းနေတာမဟုတ်ဘူးအ ਨੇ ဆုံးမိသားစုနဲ့နေတဲ့ပတ်ဝန်းကျင်နဲ့နေတယ်အဲ့ဒါလိုနေတဲ့အခါမှာကိုယ်ပတ်ဝန်းကျင်ပေါ်မှာဘယ်လိုသဘောထားရမလဲသဘောထားကအများသိတဲ့စကားလုံးနဲ့ပြောရင်အလုံးကိုမေတ္တာထားနိုင်ရမယ်မေတ္တာဆိုတာဘာလဲမေတ္တာဆိုတာချမ်းသာကြပါစေချမ်းသာကြပါစေလို့ဒီလိုပြောနေတာမေတ္တာလားဆိုမဟုတ်ဘူးဟောဒါကမေတ္တာပို့နေတာလို့ပြောခြင်းပြောမေတ္တာဆိုဒီမှာမိမိရဲ့ပတ်ဝန်းကျင်ကပုဂ္ဂိုလ်တွေကြီးပွားတိုးတက်စေခြင်းနဲ့စိတ်ဓာတ်ပဲသူတို့ရဲ့ကြီးပွားတိုးတက်မှုပညာတတ်စေခြင်းနဲ့စီပါဥစ္စာတွေတိုးတက်စေခြင်းနဲ့အသိဉာဏ်တွေကျွယ်ဝစေခြင်းနဲ့ကုသိုလ်တရားတွေများများရစေခြင်းနဲ့ဒါမေတ္တာစိတ်ချမ်းသာကိုယ်ချမ်းသာတဲ့ဘဝမှာအောင်မြင်မှုကိုရစေခြင်းနဲ့အဲ့ဒါကိုမေတ္တာလို့ခေါ်တာနော်အဲ့ဒီမေတ္တာစိတ်ဓာတ်မျိုးထားနိုင်ဖို့လိုတယ်လောကလူတွေမြန်မာလူမျိုးတွေမေတ္တာတော့ပို့ကြတယ်သဗ္ဗေတ္တအဝေရာဟောတုမေတ္တာတော့ပို့ကြတာပို့ပြီမဲ့လို့တကယ်ကြတဲ့အခါကျမေတ္တာကဆူရောက်မှုကမရှိဘူးလေမေတ္တာဆူရောက်မှုကပို့တဲ့အချိန်လေးပဲကြံတဲ့အချိန်မှာပတ်ဝန်းကျင်အပေါ်မှာဘာလို့ကောင်းစားလာလို့ရှိရင်မကျေနပ်နိုင်တဲ့အနေအထားမျိုးတွေဖြစ်လာတူတူအကောင်းကောင်းလာရင်မနာလိုတာတွေဖြစ်လာတယ်တကယ်မေတ္တာရှိလာပြီဆိုရင်လူတွေအားလုံးပေါ်မှာကြီးပွားတိုးတက်စေခြင်းနဲ့စိတ်ဟာခိုင်မာရှိရခိုင်မာရှိရမေတ္တာဆိုဒီမှာမိတ်ဆွေတွေရဲ့စိတ်ဓာတ်လို့အဓိပ္ပာယ်ရတယ်မိတ်ဆွေတွေရဲ့စိတ်ဓာတ်ဆိုတာမိမိတို့ရဲ့မိတ်ဆွေတငယ်ချင်းတွေအပေါ်မှာကြီးပွားစေခြင်းနဲ့ပျော်ရွှင်စေခြင်းနဲ့အောင်မြင်စေခြင်းနဲ့ကြီးပွားတိုးတက်စေခြင်းအဲ့ဒီစိတ်ဓာတ်မျိုးကိုမေတ္တာလို့ခေါ်အဲ့ဒီစိတ်ဓာတ်တွေကိုအခိုင်အမာထားနိုင်ရမိမိမိတ်ဆွေပဲဖြစ်စေမိမိရဲ့မသိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေမိမိနဲ့အစမပြေတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေဘယ်ပုဂ္ဂိုလ်ပဲဖြစ်စေကြီးပွားကြပါစေတိုးတက်ကြပါစေအောင်မြင်ကြပါစေဆိုတဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ကိုမိမိရဲ့တဏ္ဍာမှာအခိုင်အမာတည်ဆောက်နိုင်ရမယ်
ဒါစိတ်နေသဘောထားတစ်ခုဟုတ်ပြီမေတ္တာစိတ်ကိုအခိုင်အမာတည်ဆောက်ပြီးတော့အလုံးကြီးပွားမှုကိုမျှော်လင့်တယ်အဲ့ဒါလို့မိမိအလုံးကြီးပွားမှုကိုမျှော်လင့်တဲ့အထဲမှာတချို့ပုဂ္ဂိုလ်တွေဟာအောင်မြင်မှုမရဘူးကြာရှုံးသွားကြဆင်းရဲဒုက္ခတွေနဲ့ကြုံရတယ်ပြဿနာတွေနဲ့ကြုံရတယ်ပြဿနာဆိုတာကျမ်းမာရေးပြဿနာရှိတယ်စီးပွားရေးပြဿနာရှိတယ်လူမှုရေးပြဿနာရှိတခုခုနဲ့အခက်အခဲတွေကြုံပြီးတော့အစင်မပြေတဲ့ပုဂ္ဂိုလ်တွေတွေ့လာလို့ရှိရင်ကျင်နာတနာခြင်းဆိုတဲ့ကရုဏာစိတ်ကောင်းသဘောထားစိတ်နေသဘောထားတစ်ခုပဲပေါ့အကျဉ်းတရားထားနိုင်ရမယ်ကုညီခြင်းနဲ့စိတ်ရှိရမယ်ဖေးမပေးခြင်းနဲ့စိတ်ရှိရဒါကကရုဏာလို့ခေါ်အခက်ခဲတွေကလွန်မြောက်ပါစေလို့စိတ်ထဲမှာထားတခါတစ်ဖက်ကကိုယ်ကြိုးစည်းပွားလိုလားတဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကပုဂ္ဂိုလ်တွေဟာသူတို့ကိုယ်တိုင်ကြိုးစားလို့စနစ်တကျအားထုတ်ကြလို့အောင်မြင်ကြီးပွားလာတယ်ကိုယ်အစစ်မကဘူးတာလွန်ပြီးတော့ကြီးပွားတိုးတက်သွားတယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာဝန္တာနိုင်တဲ့မုရိဒာဆိုတာရှိရတယ်အဲ့ဒါမရှိနိုင်ဘူးဆိုဘာဖြစ်လဲဂျလစီဖြစ်တာအပြစ်ပြောလာတယ်မလိုမုန်းတာတဲ့စကားတွေပြောလာတယ်ဆိုလို့ရှိရင်စိတ်ကောင်းနှလုံးကောင်းမရှိဘူးလို့ခေါ်ရတယ်မုဒိတာပွားနိုင်ရမယ်မုဒိတာပွားတယ်ဆိုတာအေးသူကြိုးစားလို့အောင်မြင်လာတာကောင်းလိုက်တာဆက်ပြီးတော့အောင်မြင်မှုတွေရကြပါစေလို့ဆိုတဲ့စိတ်ခိုင်မာတိဆောက်ထားနိုင်ကြရဒါဟာကောင်းမြတ်တဲ့စိတ်နေသဘောထားလို့ခေါ်တယ်မေတ္တာကကြီးပွားစေခြင်းတာကရုဏာကအစင်မပြေတဲ့ပုဂ္ဂိုလ်ကိုသနာတာဖေးမတာငဲ့ညာတာမုဒိတာကအစဉ်ပြေအောင်မြင်ကြီးပွားသွားတဲ့ပုဂ္ဂိုလ်တွေအတွက်ဝမ်းသာနိုင်တာလို့ကိုယ်ကိုစဉ်းစားကြည့်ဒီတဘာဝတရားတွေကိုယ်တဏ္ဍမှာတကယ်ရောခိုင်ခိုင်မာမာရှိရလားစဉ်းစားမရှိသေးရင်ရှိအောင်တည်ဆောက်နိုင်ရအဲ့ဒါလို့ရှိအောင်တည်ဆောက်နိုင်လာပြီဆိုရင်အိမ်မောကြနေတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးနိုးကြတက်ကြွလာတဲ့ပုဂ္ဂိုလ်ပဲစိတ်ကောင်းနှလုံးကောင်းတွေဖြစ်လာအဲ့တော့နောက်တစ်ခုကဘာလို့အပ်လာလဲဆိုလို့ရှိရင်လူဟာကိုယ်နဲ့ယဉ်နှီးတဲ့ပုဂ္ဂိုလ်ကြတော့တစ်မျိုးမယဉ်နှီးတဲ့ပုဂ္ဂိုလ်ကြတော့တစ်မျိုးကိုယ်မိတ်ဆွေကြတော့တစ်မျိုးကိုယ်နဲ့မတည့်တဲ့ပုဂ္ဂိုလ်ကြတော့တစ်မျိုးအမျိုးတော်တဲ့ပုဂ္ဂိုလ်ရရင်တစ်မျိုးအမျိုးမတော်တဲ့ဒစိမ့်တရားကြတော့တစ်မျိုးလို့ဆိုပြီးတော့လူတွေဟာဒီလမ်းကြောင်းကနေစောင်းကြတတ်တယ်ဟောတကယ်တိမှတ်ရမယ်လမ်းကြောင်းကမဖြောင့်တန်းကြဘူးဘက်လိုက်တတ်တဲ့သဘောတွေရှိလာတတ်တယ်အဲ့ဒါလို့မရှိဘဲနဲ့လမ်းကြောင်းဖြန့်မှတ်ပြီးမုန်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေချစ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေဘယ်ပုဂ္ဂိုလ်အပေါ်မှာပဲဖြစ်စေတည်ငြိမ်တဲ့စိတ်နေသဘောထားနိုင်ရမယ်အားလုံးဟာသူကံနဲ့သူကြီးပွားသွားတဲ့ပုဂ္ဂိုလ်တွေပဲလို့ကိုယ့်ပေါ်မှာမတော်တဆမတော်တခုလောက်လာပြန်လို့ရှိရင်လည်းပဲခွင့်လွတ်နိုင်တဲ့အရာဖြစ်ရမယ်အဲ့ဒါလို့ခွင့်လွတ်ခြင်းသိခံခြင်းဆိုတာနဲ့ကိုယ်စိတ်တည်ငြိမ်မှုရအားလုံးဟာတတ္တဝါတွေဟာကံတိုင်းဖြစ်ကြတာလို့ဆိုပြီးတော့ဘယ်တတ္တဝါကိုပေါ်မှာဖက်လိုက်တာမျိုးမရှိဘူးဆိုတာကိုဥပိ္ပခာလို့ခေါ်တယ်ဒီကနေ့ခေတ်လူတွေနားလည်နေတဲ့ဥပိ္ပခာကမတဲ့လို့မခေါ်မပြောတဲ့ဥပိ္ပခာမျိုးဖြစ်အဲ့ဒါလို့ဆိုလိုတာမဟုတ်ဘူးဥပိ္ပခာဆိုတာဒီပုဂ္ဂိုလ်ပေါ်ကတစုံတစ်ခုအကျိုးကိုမျှော်လင့်ချက်မထားပဲနဲ့လှုပ်တဲ့လှုပ်ထားဥပိ္ပခာဒီလိုဆိုတာအေးမေတ္တာကရုဏာမုဒိတာဥပိ္ပခာဆိုတဲ့ပြမစုံတရားတွေဟာမွန်မြတ်တဲ့စိတ်နေသဘောထားတွေပဲဖြစ်တယ်လူဘဝရလာလို့ရှိရင်မွန်မြတ်တဲ့စိတ်နေသဘောထားတွေထားနိုင်အောင်ကြိုးစားအားထုတ်ရမယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့တော့အထက်ဆုံးအမြင့်ရောက်လာတဲ့အခါမှာပြန်ပြီးတော့စဉ်းစားကြည့်နိုင်ရမယ်ဘယ်လိုစဉ်းစားကြည့်ရမလဲအိမ်မောကြနေတာဘယ်လိုပုဂ္ဂိုလ်ဟာလောကမှာအိမ်မောကြနေတာလဲအစင်းမြင့်အနေနဲ့ကြည့်ဘယ်လိုပုဂ္ဂိုလ်ဟာနိုးချနေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လဲဆိုတာစင်းမြင့်အနေနဲ့စဉ်းစားကြည့်ရ950စန္နိဘတ်တော်ထဲမှာဇာဂရဇတ်ဆိုတာရှိတယ်အဲ့ဒီဇာဂရဇတ်မှာဒီ
နိုးကြားနေတဲ့ပုဂ္ဂိုလ်နဲ့အိမ်မောကြနေတဲ့ပုဂ္ဂိုလ်နှစ်ဦးကိုနှိုင်းယှဉ်ပြီးတော့ရှင်းလင်းဖော်ပြထားတဲ့စကားလေးတွေဟာမှတ်သားစရာကောင်းတယ်ပေါ့950ထဲမှာ414ဇာတ်မြောက်ဖြစ်တဲ့ဇာဂရနိုးကြားခြင်းဆိုတဲ့အဓိပ္ပာယ်ရတဲ့စကားလုံးအဲ့ဒီစကားလုံးနဲ့ဖော်ပြထားတဲ့ဇာဂရဇတ်ဆိုတာရှိတယ်အဲ့ဒီဇာဂရဇတ်လာမှတ်သားဝယ်လေးတွေကိုမှတ်သားပြီးတော့တို့တွေမြတ်စွာဘုရားအဆုံးအမနဲ့ပတ်သက်ပြီးတော့ဘယ်လိုလိုက်နာကျင့်သုံးကြရမယ်ဆိုတာမှတ်သားပြီးတော့အဆုံးအမတိုင်လိုက်နာကျင့်သုံးနိုင်ဖို့ပါတရားဆိုတာနာယုံနာပြီးတော့အသုံးမပြုဘူးဆိုလို့ရှိရင်တန်ဖိုးမတက်ဘူးနာလဲနာရမယ်မှတ်လဲမှတ်ရမယ်မှတ်သားထားပြီးတဲ့အခါရှောင်ရံဆောင်ရံတဲ့ကရှောင်ရံကိုရှောင်ခြင်းဆောင်တာဆောင်တဲ့နဲ့ဟာကိုဆောင်ခြင်းဆိုတာလက်တွေ့ကျင့်သုံးမှုလို့ခေါ်တယ်အဲ့ဒီလက်တွေ့ကျင့်သုံးမှုပြုမှတရားကကိုယ်ပြန်ပြီးတော့အကျိုးပြုမှာဖြစ်တယ်ပေါ့အေးဒါကြောင့်မို့အခုဒီဇာဂရ14မှာအဗ္ဗဒန်ထူးခြားတဲ့စကားလုံးလေးတွေရှိတယ်ပေါ့ဒီမှာဘုရားလောင်းတော်ဟာအမျိုးကောင်းသားတဦးဖြစ်ပြီးတော့ဗာရဏသီမှာအမျိုးကောင်းသားတဦးဖြစ်ခဲ့ဖြစ်ပြီးတဲ့အခါမှာဘာလုပ်လဲလို့ဆိုလူလောကကြီးစီးပွားရှာတဲ့အလုပ်နဲ့အိမ်အောင်ပြုတဲ့အလုပ်ကိုရှောင်ပြီးတော့ဟိမဝန္တာတောင်ဘက်ကိုချဉ်ကပ်ပြီးယသိယဟန်ပြုခဲ့ယသိယဟန်ဝေါ်လာပြီးတဲ့အခါမှာဇန်တရားရအောင်သမထကျင့်စဉ်ကိုချင့်ကြံကြိုးကိုအထောက်တာနောက်ဆုံးမှာယသိဘဝနဲ့ဇံရယသိတူဖြစ်လာတယ်ပေါ့အဲ့ဒီဇံရယသိဖြစ်လာတဲ့အခါမှာမအိပ်မနေဇံဝင်စားမှုနဲ့သူ့တဏ္ဍာမှာကောင်းမြတ်တဲ့အည်အသွေးတွေဖြစ်ပေါ်လာအောင်ကုသိုလ်ရေးနဲ့ပတ်သက်ပြီးတော့ကြိုးစားအားထုတ်နေတာအဲ့ဒါလို့ကြိုးစားအားထုတ်နေတဲ့ဇံရယသိကြီးဟာတစ်ပင်တစ်ပင်ရဲ့အောက်မှာနိုးနိုးကြားကြားအမြဲတမ်းနေပြီးအိတ်အနေနဲ့ပါပြီးတိုးတက်ကြီးပွားရေးအတွက်ကြိုးစားနေတာကိုသူထိုင်နေတဲ့တစ်ပင်မှာရုပ်ကစိုးဖြစ်နေတဲ့ရုပ်ကစိုးနတ်ကဒီယသိကြီးရဲ့အခြေအနေကိုလေ့လာသုံးသပ်ပြီးတော့မိကုန်းနေမေးလာတယ်သူခိုတင်ပြပြီးတော့တစ်ပင်ခွာကြားမှာတစ်ပင်ခွာကြားကနေပြီးတော့တစ်ပင်အောက်ထိုင်းနေတဲ့ယသိကြီးကိုမိကုန်းနေမေးတယ်ယသိကြီးဟာအဲ့အနေနဲ့ပြီးတော့နိုးနိုးကြားကြားနဲ့ကြိုးစားအားထုတ်နေတာကိုပြီးတော့သူကဘယ်လိုမေးခွန်းနေထုတ်တုံးဆိုကောဓဇာဂရတံတုတ်တော်နိုးကြားနေတဲ့ပုဂ္ဂိုလ်ထဲမှာအိတ်နေတယ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးကိုခေါ်တာလဲသူမေးခွန်းကလူတွေဟာနိုးနေတဲ့ပုဂ္ဂိုလ်ရှိတယ်အိမ်မိုးတဲ့နေတဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့ဒီမဲ့နိုးနေတဲ့ပုဂ္ဂိုလ်တွေတဲ့အနေမှာအိမ်မောကျနေတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲတဲ့ဒီမေခွန်းတစ်ခုမေးနောက်ဒုတိယမေခွန်းကဘာလို့ဆိုရင်နော်ဒုတိယမေခွန်းကဒီအိမ်မောကျနေတဲ့ပုဂ္ဂိုလ်တွေထဲမှာနော်နိုးချနေတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးကဘယ်ပုဂ္ဂိုလ်လဲလို့ဒီမေခွန်းတစ်ခုနိုးကြနေတဲ့ပုဂ္ဂိုလ်ထဲမှာအိမ်မောကြနေတဲ့ပုဂ္ဂိုလ်ဆိုတာဘာလို့လဲအိမ်မောကြနေတဲ့ပုဂ္ဂိုလ်တွေထဲမှာနိုးကြနေတယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘာလို့လဲအဲ့ဒီနှစ်ခုကိုသိချင်ပါတယ်အဲ့ဒီနှစ်ခုပြောပြနိုင်မလားလို့ယသိကြီးမေးတယ်မေးတဲ့အခါကျတော့ယသိကြီးကဖြေတယ်သူဖြေပုံလေးကငါဟာနိုးချနေတဲ့ပုဂ္ဂိုလ်တွေထဲမှာတဲ့နိုးချနေတဲ့ပုဂ္ဂိုလ်တွေထဲမှာအိမ်မောကျနေတာဆိုတာကိုငါ့ကိုခေါ်နိုင်ပါတယ်တဲ့တခါငါ့ကိုပဲအိမ်မောကျနေတဲ့ပုဂ္ဂိုလ်တွေထဲကနိုးချနေတဲ့ပုဂ္ဂိုလ်လို့လည်းခေါ်နိုင်တယ်အယသိကြီးကနှစ်ခွဖြေထားတာသူဟာအိမ်မောကျနေတဲ့ပုဂ္ဂိုလ်လည်းဟုတ်တယ်နိုးချနေတဲ့ပုဂ္ဂိုလ်လည်းဟုတ်တယ်တခြားပုဂ္ဂိုလ်ကိုမပြောဘူးသူ့ကိုယ်သူပြောတယ်ငါဟာ
နိုးကြားနေတဲ့ထဲမဲ့အိမ်မောကြနေတဲ့ပုဂ္ဂိုလ်နော်နိုးကြားနေတဲ့ထဲမဲ့အိမ်မောကြနေတဲ့ပုဂ္ဂိုလ်ဆိုတာငါပဲအိမ်မောကြနေတဲ့ပုဂ္ဂိုလ်တွေကနိုးကြားနေတဲ့ပုဂ္ဂိုလ်ဆိုတာလဲငါပဲတဲ့ဒီလိုရုပ်ကစိုးတတ်ကြီးကိုဖြေလိုက်တဲ့အခါရုပ်ကစိုးတတ်ကြီးကစဉ်းစားတယ်သူဟာတခါတည်းနဲ့နိုးကြားနေတဲ့ပုဂ္ဂိုလ်လည်းဟုတ်တယ်အိမ်မောကြနေတဲ့ပုဂ္ဂိုလ်လည်းဟုတ်တယ်ဆိုတာဘယ်လိုအဓိပ္ပာယ်နဲ့သူပြောတာလဲသိကျင်တဲ့စိတ်တွေဖြစ်လာသိကျင်တဲ့စိတ်တွေဖြစ်လာတဲ့အခါကျတော့နောက်ထပ်မေးခွန်းတစ်ခုထပ်မေးလိုက်တယ်သူကကထံဇာဂရတံသုတ်တော်နိုးကြားနေတဲ့ပုဂ္ဂိုလ်ထဲမှာအိမ်မောကြနေတယ်ဆိုတာဘယ်လိုဟာကိုပြောတာလဲအဲ့တော့ဘုန်းကြီးတို့တွေအမှတ်တမဲ့နေလို့ရှိရင်ကိုယ့်ကိုယ်အိမ်မောကြနေတာလားနိုးကြားနေတာလားပြောနိုင်မှာမဟုတ်ဘူးသို့သောယတိကြီးကတော့သူ့ကိုယ်သူဆန်းစစ်တဲ့ပုဂ္ဂိုလ်ဆိုဒီမေးခွန်းလေးရဲ့အဖြေကိုသူဖြေနိုင်တယ်အဲ့တော့ယောဂဇောနကဆက်မေးတာကထံဇာဂရတံသုတ်တော်နိုးကြားနေတဲ့ပုဂ္ဂိုလ်တွေတဲ့အနက်မှာအိမ်မောချနေတယ်ဆိုတာဘယ်လိုဟာကိုပြောတာလဲကထံသုတ်တေတုဇာကရောအိမ်မောချနေတဲ့ပုဂ္ဂိုလ်တွေထဲမှာနိုးကြားနေသူဆိုတာဘာကိုရည်ရွယ်ပြောတာလဲအဲ့ဒီနှစ်ခုရှင်းပြီးတော့ဖြေစမ်းပါလို့ဟောဒီမေးခွန်းကိုမေးလိုက်တဲ့အခါကျတော့သူ့အဖြေကအလွန်အဆင့်မြင့်တယ်ပေါ့အလွန်အဆင့်မြင့်ဘာနဲ့ဖြေတော့ဆိုယေဓမ္မနပဇာနန္တိတန်ယမောတိဓမောတိသတေတုသုပ္ပမာနေတုအဟံဇက္ခာမိဒေဝတိဆိုလိုတာကလောကမှာတဲ့အိတ်နေတဲ့ပုဂ္ဂိုလ်တွေဆိုတာဘယ်လိုပုဂ္ဂိုလ်တွေကိုပြောတာတော့ဆိုဓမ္မနဲ့ပတ်သက်ပြီးတော့လုံးဝမသိတဲ့ပုဂ္ဂိုလ်တွေဓမ္မဆိုတာအခြေခံဓမ္မကဘာပြောတာတော့ဆိုသူစရိုက်တရား10ပါးဒါအခြေခံအပြင်ကုသလကမ္မပဋ္ဌာတရား10ပါးဒါကိုပဲဓမ္မလို့ခေါ်တယ်ယေဓမ္မေတုယေဓမ္မနပဇာနန္တိကုသိုလ်ကမ္မပဋ္ဌာတရားဆိုလိုတာကကုသိုလ်အကုသိုလ်ဆိုတာမသိဘူးမသိသည့်အတွက်ကြောင့်ကုသိုလ်ကိုလုပ်တဲ့မှုထင်ပြီးတော့အကုသိုလ်ကိုလုပ်တဲ့နဲ့ထင်တယ်လုပ်တဲ့နဲ့ထင်တဲ့အတိုင်းအကုသိုလ်ဒုစရိုက်တွေလုပ်တယ်ကုသိုလ်ကြတော့မလုပ်ဘဲနေတယ်ဟောမသိတဲ့ပုဂ္ဂိုလ်တွေကဒီလိုရှိတာအဲ့ဒီလိုဓမ္မအကြောင်းနားမလည်တဲ့ပုဂ္ဂိုလ်တွေဟာတန်ယမောတိဓမောတိစာကိုချင်းသီလရှိဖို့ဆိုတာလေဘာမှမသိဘူးဘယ်အရာတွေစောင့်စည်းရမယ်ဆိုတာလည်းမသိဘူးအေးလူဖြစ်လာလို့ရှိရင်စောင့်စည်းရမယ်အရာတွေရှိတယ်ဘာစောင့်စည်းရမလို့ဆိုစဉ်းစားကြည့်နှုတ်ကိုစောင့်စည်းရနော်လက်လေးနှစ်ချောင်းနဲ့ပိတ်ရင်လုံနိုင်တဲ့နှုတ်ပဲသို့တော့လောကလူတွေဟာနှုတ်ကြောင့်သေဆိုတာမျိုးတွေဖြစ်လာမထိန်နိုင်ဘူးလက်နှစ်ချောင်းနဲ့ပိတ်ရင်လုံနိုင်တဲ့ပါးစပ်ပေါက်ကိုမပိတ်နိုင်ကြဘူးစိကံမထားနိုင်ကြဘူးအေးနှုတ်နဲ့ပတ်သက်ပြီးတော့စိကံထားတယ်ဆိုတာဘာထားလဲလိမ်မပြောဘူးမှန်တာကိုပြောမယ်ဟောတာစိကံပဲနော်မုသဝါဒဝေရမဏိသိက္ခာပရံသမာရိယာမိလို့ခုနဆိုသွားကြအဲ့ဒီမှာလိမ်လေပြီးတော့သူတစ်ပါးအကျိုးပြက်အောင်မုသာစကားကိုငါဘယ်တော့မှမပြောဘူးမှန်တာပဲပြောမယ်ဒါဟာစိကံချက်တစ်ခုပဲတန်ယမလို့ခေါ်တယ်စောင့်စည်းတာနှုတ်ကိုစောင့်စည်းတာဘာမဖြစ်အောင်စောင့်စည်းတာလို့ဆိုလိမ်မပြောမိအောင်စောင့်စည်းတယ်လိမ်မပြောမိတာစောင့်စည်းပြီးတော့မှန်တာကိုတော့ပြောတယ်ဒီလိုဆိုတာနောက်တစ်ခါပိတုနာဝါစာပိတုနာဆိုတာတဝုနဲ့တဝုမတက်ဖြစ်သွားစေတတ်တဲ့စကားမျိုးတဝုနဲ့တဝုအထင်အမြင်တွေလွဲသွားအောင်လုပ်တဲ့စကားမျိုးတဝုနဲ့တဝုရှားမှာတတ်ဝင်ရှုတဲ့စကားမျိုးဒါမျိုးတွေကိုမပြောမိစေရဘူးတဲ့ဟောခင်မင်းနေတဲ့ပုဂ္ဂိုလ်တွေရှားမှာအထင်လွဲသွားအောင်ဝင်ပြောလို့ရှိရင်ဒီပုဂ္ဂိုလ်နှစ်ဦးဟာမေတ္တာပြတ်သွား
တယောက်နဲ့တယောက်မတည့်တဲ့ဒါကိုပဲအရက်ထဲမှာပြောတာဂုံးတိုက်တယ်လို့ခေါ်တယ်ဂုံးတိုက်တဲ့စကားကစောင့်ကျင်ရမယ်စောင့်စည်းရမယ်ဒါမျိုးမပြောမိအောင်တတိထားအကျိုးမရှိဘူးအကျိုးတရားတွေပျက်စီးစေနိုင်တယ်ဒါကြောင့်မို့အရက်ထဲမှာနေပြီဆိုတဲ့အခါမှာကိုယ်နှုတ်ကိုစီကံထားဘယ်တော့မှသူများအထင်မြင်လွဲသွားမဲ့အနေအထားမျိုးကိုမပြောမိစေရဘူးဟောတုံးနဲ့တူညီညွတ်ပြီးတော့ခင်မင်အောင်သာပြောပြရမယ်ကွက်ပြဲသွားတဲ့စကားမျိုးမပြောစေရမပြောမိစေရဘူးဒါစီကံချက်တစ်ခုနောက်တစ်ခုကတော့မိမိနှုတ်ကထွက်သမျှတစ်ဖက်သားမှာစိတ်ချမ်းသာမှုဖြစ်စေရနဝင်ချိုစေရမယ်ဒီလိုဆိုလို့ရင်ကျေးတဲ့စကားကိုသာပြောမယ်ရိုင်းဆိုင်တဲ့စကားမျိုးမပြောစေရဘူးတစ်ဖက်သားနားထဲမှာခံရခက်ပြီးတော့ကြမ်းတမ်းသွားတဲ့စကားမျိုးမဖြစ်စေရဘူးတဲ့စိတ်နှလုံးအေးချမ်းသွားတဲ့အပြောမျိုးရင်ကျေးတိမ်မွေ့စွာပဲပြောအောင်ဖရုဒဝါစာရှောင်ရမယ်လို့ဆိုတာဒါကိုပြောတာတန်မစောင့်စည်းတယ်တမ္ပပလပဆိုတာတရားလက်လွတ်စကားတွေပြောတယ်မဟုတ်တရုပ်တွေလျှောက်ပြောတယ်အဲ့ဒီတမ္ပပလပလို့ဆိုတာတွေကိုရှောင်ကျင်ပြီးတော့မှန်ကန်တဲ့အကြောင်းအရာတစ်ခုအကျိုးရှိမဲ့အကြောင်းအရာတစ်ခုကိုပြောရမယ်ဒါကနှုတ်နဲ့ပတ်သက်ပြီးတော့စီကံထားတာလို့ခေါ်တယ်အဲ့ဒီစီကံချက်တွေကိုလိုက်နာရမယ်ဒီလိုပြောတာနော်နှုတ်နဲ့ပတ်သက်တဲ့မြတ်စွာဘုရားဟောကြားထားတဲ့စီကံချက်လွန်ကောင်းကိုချင်းသီလဆိုတာအဲ့ဒါပြောတာပဲစီကံမရှိရှောက်ပြီးတော့မပြောရဘူးတဲ့ပါဇက်ရှိတိုင်းမပြောရဘူးဒါကြောင့်မို့လို့ဆိုတဲ့စာပေစကားမှာပါပြောထားတယ်ဆိုနော်ကိုပြောတော့မယ်ဆိုရင်စကားကိုပြောတဲ့စကားဟာဘူတေနဝက္ခမိအဘူတေနမှန်တာပြောမယ်မမှန်တာမပြောဘူးဟောတိုင်းဒီတစ်ခုကိုပြောတဲ့အကြောင်းအရာတစ်ခုမှန်မှန်စဉ်းစားပြီးတဲ့အခါမှာမှန်တယ်ဆိုရင်ပြောမယ်ဒါဖြင့်မှန်တာကိုပြောတယ်ဆိုတဲ့အကျိုးရှိလားလို့ဆိုအကျိုးရှိချင်မှရှိမယ်အဲ့ဒါကြောင့်မလို့အထတန်ဟိတေနဝက္ခမိနောအနထတန်ဟိတေနအကျိုးရှိတာကိုပဲပြောမယ်အကျိုးမရှိတာကိုမပြောဘူးဟောမှန်လဲမှန်ရမယ်အကျိုးလည်းရှိရမယ်ဒီလိုဆိုလိုတာဟောမှန်တော့မှန်ရဲ့အကျိုးမရှိတာတွေရှောက်မပြောရဘူးစိကံထားအေးဟုတ်ပြီမှန်လဲမှန်တယ်အကျိုးလည်းရှိဘယ်လိုတရံနဲ့ပြောမလဲတိမ်တိမ်မွေ့မွေ့ပြောရမယ်ရိုင်းဆိုင်ဆိုင်မပြောရဘူးစကားမှန်တော့မှန်တယ်ပြောတဲ့အခါမှာတိမ်မွေ့တဲ့ရင်ကျေးတဲ့စကားမျိုးနဲ့ပြောရမယ်ရိုင်းဆိုင်တဲ့စကားတန်နေနဝက္ခမိနောဖရုတေနရင်ကျေးတိမ်မွေ့စွာပြောမယ်ကျမ်းတဲ့အနေနဲ့မပြောဘူးဟုတ်ပြီရင်ကျေးကျေးပြောတယ်မှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ရင်ကျေးကျေးလည်းပြောမယ်ကောင်းပြီဒါနဲ့တင်ပြောထိုက်ပြီလားလို့ဆိုတော့မဟုတ်သေးဘူးဘာတော့ပြောတဲ့အချိန်ရောက်မှပြောရမယ်ဒီလိုဆိုကာလေနဝက္ခမိနောအကာလပြောတဲ့အချိန်ရောက်ပြီဆိုမှပြောအချိန်မတန်မဲနဲ့မပြောနဲ့ဟောအဲ့ဒါလို့ပြောပြီဆိုရင်ပြောတဲ့ပုဂ္ဂိုလ်ရဲ့စိတ်အခြေအနေကဘယ်လိုထားရမလို့ဆိုမေတ္တာစိတ်တေနဝက္ခမိနောဒေါသံတောပြောပြီဆိုတဲ့ကတစ်ဖက်သားအကျိုးကိုလိုလားတဲ့မေတ္တာစိတ်နဲ့ပဲပြောတဲ့ဒေါသနဲ့မပြောရဘူးပြက်လို့ပျက်စီးစေလိုတာဒီနဲ့မပြောအောင်ဟောဘလောက်ကောင်းလဲစီကံချက်တွေထားနှုတ်နဲ့ပတ်သက်တဲ့စီကံချက်တွေကိုဒါတွေကိုတန်ယမစောင့်စည်းတယ်လို့ခေါ်တာနှုတ်နဲ့ပတ်သက်ပြီးတော့စီကံကိုထားတယ်လို့ပဲကိုမှုနဲ့ပတ်သက်ပြီးတော့လည်းစီကံထားတယ်ဟာလေမိမိလက်နဲ့မြည်သူကိုမှဒုက္ခဖြစ်အောင်အသက်သေးအောင်မလုပ်ဘူးပါဏာတိပတ္တကရှောင်တယ်ပေါ့ကိုယ်လက်နဲ့ဘယ်တတ္တဝါကိုမှမတတ်ဘူးလောကမှာလူတွေဟာရဲရဲဆက်ဆက်ကိုယ်လက်နဲ့အသက်ထွက်အောင်လုပ်နေတာဒီကနေ့ခေတ်မှာဘလောက်များလဲမတမစဉ်းစားကြည့်နော်တတ္တဝါတွေတိရစ္ဆာန်တွေတတ်နေတာအသာထားလူချင်းတောင်မှပဲတချို့ပုဂ္ဂိုလ်ရဲ့လက်တွေသွေးစွန်းတဲ့လက်ဖြစ်နေတယ်ပေါ့ဒါကြောင့်ကိုမှုကိုဒီစိကံချက်ထားတဲ့အခါမှာကိုယ့်ကိုစဉ်းစားစိကံချက်ထားငါလက်နဲ့ဘယ်တတ္တဝါကိုမှမတတ်ဘူးသွေးတစ်စက်မှမထွက်စေဘူးဒုက္ခဘယ်သူမှမရောက်စေဘူးဆိုတာဟောတာကိုချင်းသိလာပဲစောင့်စည်းတာ
အများပေါ်မှာကျင်နာတနာမှုထားမယ်နောက်တစ်ခုကအဋိနာဒါနသူများကကြီးကြီးပြူပြူမပေးတဲ့ပစ္စည်းကိုလိန်ယူတာခိုးယူတာညားယူတာဘာတစ်ခုမှမလုပ်ဘူးမှန်ကန်တဲ့နည်းနဲ့သာလေကောင်းရောင်ကောင်းဝင်နဲ့လုပ်မယ်နော်အစစ်ထဲမှာအစစ်နဲ့အတုလဲပေးတာတို့အကောင်းနဲ့အဆိုးတွေရောတာတို့လောကကြီးမှာစီးပွားရှားနေကြတာတွေဟာအင်တာမကြောက်စရာကောင်းတယ်အဋိနာဒါနဆိုတာကင်ကဲတဲ့ဟောလဲယူတယ်အလေးခိုးတယ်အချိန်ခိုးတယ်အဆိုးနဲ့အကောင်းရောတယ်မကောင်းတာတွေရောထဲတယ်ကောင်းတာတွေမှာဟောရောင်းပန်းလှအောင်မဟုတ်တာတွေရောတယ်ဒါမျိုးတွေဆိုလို့ရှိရင်ဒါအဋိနာဒါနဖြစ်တယ်အဲ့ဒီအဋိနာဒါနဆိုတာမလုပ်ဘူးတဲ့မှန်မှန်ကန်ကန်ရောင်းဝယ်တယ်အကောင်းတိုင်းပဲရောင်းတယ်အကောင်းကိုမကောင်းပြောပြီးမကောင်းတာကိုအကောင်းပြောပြီးဘယ်တော့မှမရောင်းဘူးဒီလိုဆိုလိုတာပေါ့အဲ့တော့ဒါလည်းပဲကိုမှုနဲ့ပတ်သက်ပြီးစိတ်ကန်းထားနောက်တစ်ခုကဘာလို့ဆိုအရက်ထဲမှာသူ့မိသားစုကိုမိသားစုရှိတယ်စိတ်ကန်းဆိုတာရှိတယ်ကိုမိသားစုကိုကာယကံမြောက်လားစော်ကားမယ်ဆိုရင်ဘယ်သူမှလက်မခံဘူးသူ့မိသားစုကိုလည်းကာယကံမြောက်စော်ကားမယ်ဆိုရင်လက်ခံတယ်မဟုတ်ဘူးဒါကြောင့်မို့လို့ကာယကံမြောက်အတ္တမမှုပြုတယ်ဆိုတာမျိုးမဖြစ်အောင်စောင့်စည်းရမယ်ဒါဟာတန်ယမလို့ခေါ်တယ်ဟောဘလောက်ကောင်းတဲ့တရားလဲဓမ္မကိုမသိဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာဓမ္မအာရမခွဲခြားမသိတဲ့အတွက်ကြောင့်မကောင်းတာတွေလုံးမိတယ်ဒါကြောင့်မို့ယသိကြီးကဖြေတယ်ယေဓမ္မနပ္ပစနန္တိတန်ယမောတိဓမ္မောတိစာစောင့်စည်းရမယ့်ဓမ္မဆိုတာလဲသူတို့မသိဘူးတဲ့စောင့်စည်းရမယ့်ဓမ္မဆိုတာလဲမသိဘူးအိန္ဒြေကိုထိမ့်သိမ်းရမယ့်ဓမ္မဆိုတာလဲမသိဘူးစောင့်စည်းရမယ့်တန်ယမအိန္ဒြေကိုဆုံးမထိမ့်ကြီးရမယ့်ဓမ္မဆိုတာကိုလည်းမသိဘူးအိန္ဒြေဆိုတာစောင့်စည်းတယ်ဆိုတာပြောတာမျက်စိကကြည့်ပြီးတော့လောဘဒေါသမဖြစ်အောင်မြင်လာတဲ့အာယုံပေါ်မှာလောဘဒေါသမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်အောင်ကိုယ်စိတ်ကိုဆုံးမနိုင်ရမယ်နားကအတန်ကြားပြီးကြားတဲ့အတန်ပေါ်မှာလောဘဒေါသမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်အောင်နှာခေါင်းကနမ်းရှုပြီးနမ်းရတဲ့အနံ့ပေါ်မှာလောဘဒေါသမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်ရမယ်လျှာကအရသာခံပြီးတော့ဖြစ်ပေါ်လာတဲ့အရသာပေါ်မှာလောဘဒေါသမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်ရမယ်ဒီလိုဆိုလိုတာခန္ဓာကိုယ်နဲ့ထိတွေ့ပြီးအထိတွေ့နဲ့ပတ်သက်ပြီးတော့လောဘဒေါသမဖြစ်အောင်ထိမ့်သိမ်းဆောက်စိတ်ကူးကြံစည်မှုအာယုန်တွေနဲ့ပတ်သက်ပြီးလောဘဒေါသမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်အဲ့ဒါကိုပဲဒီနေရာမှာဓမ္မလို့ခေါ်တယ်ဆုံးမကိုယ်စိတ်လေးကိုဆုံးမပေးထားလူတွေကသူများကိုတော့ဆုံးမတတ်ကြတယ်ကိုယ်စိတ်ကိုကြတော့မဆုံးမနိုင်ကြဘူးပေါ့အေးအဲ့ဒါကြောင့်မလို့တန်ယမဆိုတဲ့စောင့်စည်းမှုဓမ္မဆိုတဲ့ကိုယ့်ကိုထိမ့်သိမ်းဆောက်ရှောက်ဆုံးမပေးမှုဆိုတဲ့ဒီအခြေတရားတွေကိုမသိဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာတဲ့နော်မသိဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာဘယ်လိုပုဂ္ဂိုလ်မျိုးတွေလဲဆိုအိပ်ပျော်နေတဲ့ပုဂ္ဂိုလ်တွေလောကမှာစဉ်းစားကြည့်အိမ်မောကြနေတဲ့ပုဂ္ဂိုလ်တွေဘယ်လောက်ရှိအများကြီးပဲအရာထဲမှာဆိုအိမ်မောကြနေတဲ့ပုဂ္ဂိုလ်တွေကြီးဘာလို့တော့ဆိုရင်ဒုစရိုက်ကိုလည်းမရှောင်ဘူးနော်ကိုယ်ဒီလည်းရောက်မကောင်းမှုတွေကိုကျွလွန်နေနှုတ်နဲ့မကောင်းမှုတွေကိုကျွလွန်နေတယ်ဆိုလို့ရှိရင်ဒါအိမ်မောကြနေကြတယ်ကောင်းတဲ့တရားသူတဏ္ဍာမှာဖြစ်မလာဒီအတွက်ကြောင့်အိမ်မောကြအကောင်းတွေလက်လက်ဆုံးရှုံးအဲ့ဒီလိုအိမ်မောကြနေတဲ့တာမန်ပုဂ္ဂိုလ်တွေထဲမှာတော့သူဟာနိုးနေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဘာဖြစ်လို့လဲယတိကြီးကသူဟာတရားဓမ္မကျင့်ကြံကြိုးကိုအထုတ်နေသည့်အတွက်ကြောင့်နော်တန်ယမစောင့်စည်းမှုတွေရှိတယ်ဓမ္မအိန္ဒြေကိုဆုံးမမှုတွေရှိတယ်သူ့မှာကိုချင်းတရားကောင်းတယ်စိတ်ကိုထိမ့်သိမ်းထားတယ်အဲ့ဒီနှစ်ခုကြောင့်သူဓမ္မကိုသိရှိထားသည့်အတွက်ကြောင့်သူကိုယ်သူဟာဒီအိမ်မောကြနေတဲ့ပုဂ္ဂိုလ်တွေထဲမှာတော့သူဟာနိုးနေတဲ့ပုဂ္ဂိုလ်ပါလို့ဒီလိုပြောတာရုပ်သုံးနာကြီးကမေးတယ်အိမ်မောကြနေတဲ့ပုဂ္ဂိုလ်တွေထဲမှာဘယ်လိုနိုးတာတော့ဆိုနိုးတယ်ဆိုတာဒီတရားတွေကို तू သိရှိပြီးတော့လိုက်နာကျင့်သုံးနေတာဖြစ်သောကြောင့် तू နိုးနေ
ဒီတရားတွေကိုမသိလို့လိုက်နာကျင့်သုံးမှုမပြုတဲ့ပုဂ္ဂိုလ်တွေဟာအိမ်မောကြနေတယ်သူကတော့သိပြီးလိုက်နာကျင့်သုံးနေတာဖြစ်သောကြောင့်နိုးနေတယ်လို့နိုးကြနေတယ်လို့ဒီလိုဖြေလို့တာသူကအဲ့ဒါလို့ဖြေတယ်ဒါဖြင့်တစ်ဖက်ကနေကြည့်တော့သူကအိမ်မောကြနေတဲ့ပုဂ္ဂိုလ်တွေထဲမှာသူနိုးနေတယ်လို့ပြောပြီးတော့နောက်တစ်ဖက်ကျတော့ဘာပြောတော့ဆိုနိုးနေတဲ့ပုဂ္ဂိုလ်တွေနိုးချနေတဲ့ပုဂ္ဂိုလ်တွေထဲမှာတော့သူဟာအိမ်မောကြနေတဲ့ပုဂ္ဂိုလ်ဖြစ်ပါလေလို့တခါပြောပြန်ဘာနဲ့ပြောတာတော့ဘယ်လိုအိမ်မောကြတာတော့ဆိုတာမေးလိုက်တဲ့အခါကျတော့ယတိကြီးကဘာဖြေတော့ဆိုယေတံရာဂောစဒေါသောစအဝိဇ္ဇာစဝိဟာစိတာတေတုဇာဂရမာနေတုအဟံတုတ်တောသမိဓိဝတိအိုယုစုနမင်းကြီးလောကမှာယန္တာပုဂ္ဂိုလ်တွေရှိတယ်တဲ့လောကမှာယန္တာပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီယန္တာပုဂ္ဂိုလ်တွေဟာရာဂကိုလည်းဖယ်ရှားပြီးသားဖြစ်တယ်တွေ့တာမှုတွေသူတို့မှမရှိဘူးတတ်မဲ့မှုတွေမရှိဘူးဒေါသဆိုတဲ့အမုန်းတရားတွေဟာလည်းသူတို့တဏ္ဍာမှာမရှိဘူးတဲ့အမှန်မသိမှုဆိုတဲ့မောဟတွေလည်းသူတို့တဏ္ဍာမှာမရှိဘူးလောဘဒေါသမောဟဆိုတဲ့အဆိုးတရားတွေကိုလုံးဝအကျွမ်းကျင်မရှိအောင်ရှင်းထားတဲ့ပုဂ္ဂိုလ်တွေဟာသာဝရနိုးကြားနေတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ဟောယန္တာပုဂ္ဂိုလ်တွေကြတော့လောဘဒေါသမောဟကင်းနေလို့သာဝရနိုးကြားနေတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်တဲ့။သူ့မှာတော့ရာဂလည်းရှိသေးတယ်ဒေါသလည်းရှိသေးတယ်မောဟလည်းရှိသေးတယ်။ကိလေသာတွေကို तू မပယ်နိုင်သေးဘူးတဲ့။အဲ့ဒါကြောင့်မလို့ဒီလိုနိုးကြားနေတဲ့ယန္တာပုဂ္ဂိုလ်တွေကိုထောက်ဆပြီးတော့ကြည့်မယ်ဆိုရင်နိုးကြားနေတဲ့ပုဂ္ဂိုလ်တွေထဲမှာတော့သူဟာအိမ်မောကြနေတဲ့ပုဂ္ဂိုလ်ပဲဖြစ်ပါသေးတယ်လို့ဒီလိုပြောအဲ့တော့ယတိကြီးပြောတဲ့အတိုင်းဆိုလို့ရှိရင်ဘုန်းကြီးတို့တွေလည်းဒါကရောသမောဟဆိုတဲ့အဆိုးတရားတွေကိုမဖယ်နိုင်သေးသမျှအိမ်မောကြတဲ့ဆင်းရဲတွေကလွတ်နိုင်မှာမလားမလွတ်နိုင်ဘူးယန္တာဖြစ်သွားပြီဆိုမှသာဝရနိုးကြတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်မို့နိုးကြတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ဘုန်းကြီးတို့တွေကြိုးစားအထောက်ကြရမှာဖြစ်တယ်ပေါ့ရာဂဒေါသမောဟဆိုတဲ့ကိလေသာတွေမိမိတို့တဏ္ဍာမှာမပြောင်းမချင်းအိမ်မောကြနေတဲ့ပုဂ္ဂိုလ်တွေမှာဆင်းပါနေမှာပဲဒါကအဆင့်မြင့်အနေထားကိုပြောဒါဖြင့်ကောင်းပြီရာဂဒေါသမောဟဆိုတာတွေပျောက်ကင်းအောင်ဘယ်လိုလုပ်ရမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်အောင်မဂ္ဂင်၈ပါးအကျင့်တရားကိုဘယ်လိုကျင့်မလဲကျင့်မုံကျင့်နည်းလေးကိုမှတ်သားထားကျင့်တယ်ဆိုတာနံပါတ်1ကိုကျင့်သီလပြည့်စုံအောင်ခုနကနှုတ်ကိုစီကံထားမယ်တမ္မဝါစာကိုအမူအရာကိုစီကံထားမယ်တမ္မကမ္မန္တအသက်မွေးမွမ်းကြောင်းကိုစီကံချက်အတိုင်းအသက်မွေးမယ်တရားနဲ့အညီအသက်မွေးမယ်မဟုတ်တန်တရားတွေမလုပ်ဘူးမဟုတ်တဲ့နည်းတွေနဲ့စီးပွားမရှာဘူးတမ္မအာဇီဝဟောတမ္မဝါစာတမ္မကမ္မန္တတမ္မအာဇီဝဆိုတဲ့သီလကိုအခြေခံလိုက်တယ်သီလကိုအခြေခံလိုက်တဲ့အခါသီလကိုအကြောင်းပြုပြီးတော့အနဝိဇ္ဇဒုက္ခဆိုတဲ့အပြစ်ကင်းတဲ့ချမ်းသာကိုခံစားရအပြစ်ကင်းတဲ့ချမ်းသာခံစားထားလို့ရှိရင်စိတ်နှလုံးတည်ငြိမ်မှုဆိုတဲ့တမာတိဟာလွယ်တကူဖြစ်လာတမာတိလွယ်တကူဖြစ်လာလို့ရှိရင်ယထာဘူတဉာဏတသနာဆိုတဲ့အမှန်မြင်မှုဟာအလွယ်တကူဖြစ်လာတယ်ဒါကြောင့်မို့သီလကိုအခြေခံလိုက်တယ်သီလကိုအခြေခံပြီးတော့ကြည့်လေဘာလုပ်မလဲမိမိတဏ္ဍာမှာရှိတဲ့အာယုန်တစ်ခုစူးစိုက်ပြီးတော့မှတ်ယူလိုက်ထွက်လေဝင်လေလေးကိုမှတ်မယ်ဆိုပါစို့မိမိတဏ္ဍာမှာရှိတဲ့အာယုန်တစ်ခုစူးစိုက်ပြီးတော့မှတ်ထွက်လေဝင်လေမှတ်ပြီးတော့နေတာဟာမှတ်မိဖို့ကြိုးစားနေတာကသမ္မာဝါယာမဝင်တိုင်းထွက်တိုင်းနာသီးပြားလေးမှာနော်ရှူလိုက်တဲ့အခါနာသီးပြားလေးတိုက်သွားတယ်စိုက်ထုတ်လိုက်တဲ့အခါမှာနာသီးပြားလေးတိုက်သွားတယ်ထိသွားတယ်အဲ့ဒီထိသွားမှုလေးကိုအာယုပြုပြီးတော့တတိမကွာရှုဆင်ခြင်းနေတယ်ရှုဆင်ခြင်းနိုင်အောင်ကြိုးစားနေတာကိုသမ္မာဝါယာမလို့ခေါ်တယ်အာယုနဲ့စိတ်ကလေးနဲ့မကွဲမကွာဖြစ်နေတာကိုသမ္မာတတိလို့ခေါ်တယ်အဲ့ဒီထိမှုလေးပေါ်မှာစိတ်တည်ငြိမ်ပြီးတော့သွားတာကိုသမ္မာသမာဓိလို့ခေါ်တယ်အဲ့ဒီတည်ငြိမ်သွားတဲ့အနေအထားတစ်ခုကိုစဉ်းစားသိရှိတာသမ္မာသင်္ကပ္ပလို့ခေါ်တယ်ထိုသမ္မာသင်္ကပ္ပရလာတဲ့အခါမှာ
သဘာဝတရားတွေကိုစဉ်းစားပြီးတော့သိရှိလာထိမှုဆိုတာအခိုက်အတန့်လေးပဲထိပြီးတော့သိတဲ့စိတ်လေးဟာလည်းအခိုက်အတန့်လေးပဲအခိုက်အတန့်တွဲမှာပဲအလုံးဟာပျက်စီးသွားလို့ဘယ်အရာမှမြဲတာမရှိဘူးလို့သိလာလို့ရှိရင်တမ္မာဒိဋ္ဌိအဲ့ဒီလိုမိမိတို့ရဲ့စိတ်တွေကိုရင့်ကျက်လာအောင်လေ့လာကျင့်ကြံကြိုးကုပ်အားထုတ်ခြင်းဖြင့်ဘာဖြစ်လာလဲတွေ့တာမှုဆိုတဲ့တဏှာတွေကိုလျှော့ချလာနိုင်တယ်မုန်းတိမှုဆိုတဲ့ဒေါသကိုလည်းဖယ်ရှားနိုင်တယ်အမှန်မသိမှုဆိုတဲ့မောဟကိုလည်းဖယ်ရှားနိုင်တယ်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့ဒီတရားတွေကိုမဂ္ဂင်၈ပါးအကျင့်တရားကျင့်ကြံကြိုးကုပ်အားထုတ်ခြင်းဖြင့်ဖယ်ရှားလိုက်ပြီဆိုရင်ကိလေသာအသွားတွေကင်းကွာတဲ့လုံးဝနိုးကြားတဲ့ယဟန္တာဖြစ်လို့ရောက်သွားမှဘုန်းကြီးတို့တွေဟာအိမ်မောကြသူဘဝမှာလွတ်မြောက်မှာဖြစ်တယ်ပေါ့အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာသာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာမိမိတို့ကိုမိမိတို့ပြန်လည်ဆင်ခြင်စဉ်းစားပြီးတော့အဆင့်ဆင့်နှလုံးသွင်းတဲ့အခါမှာတို့ဟာအိမ်မောကြနေတဲ့ပုဂ္ဂိုလ်တွေလားနိုးကြားနေတဲ့ပုဂ္ဂိုလ်တွေလားအကယ်၍အိမ်မောကြနေတဲ့အဆင့်ဟာဘယ်အဆင့်လဲနိုးကြားနေတယ်ဆိုရင်လည်းဘယ်အဆင့်လဲအဆင့်အမြင့်ဆုံးနိုးကြားသူဖြစ်အောင်ဘုန်းကြီးတို့တွေကကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရဟောတတ္တဝါများစွာပေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာပေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဟောလန္တာဒုက္ခပင်ငယ်စာမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အပ်မေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကသာစင်ထာဝရအေးမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်ပေသူကဏကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သိကြိုင်လိုက်၍နေကြပါစေကုန်